ကျွန်တော်တို့ခု DVD စကားလေးတကားကိုကျွန်တော်တို့ကွန်ပျူတာထဲကိုထည့်မယ်နော်ကွန်ပျူတာထဲကိုထည့်ပုံထည့်နည်းလေးကိုကျွန်တော်တို့ပြောပြမယ်ဒါ DVD စကားရဲ့မှာမဟုတ်ပါဘူးကွန်ပျူတာရဲ့ CD DVD တွေကဘာ data မဆိုဒီလိုနည်းနဲ့ပဲကျွန်တော်တို့ copy ကူးကြမှာပေါ့နော်အဲ့ဒီ copy ကူးတဲ့သဘောတရားလေးကိုကျွန်တော်ပြောပြမယ်နော်ခုဆိုကျွန်တော်တို့ copy ကူးမှာဆိုဘယ်ကနေဘယ်ကိုကူးမှာလဲပေါ့နော်အခုကျွန်တော်တို့ DVD drive ကနေ DVD drive ကနေ copy ကူးမယ်ဆိုတော့ဒါ DVD drive ဟာ source ပေါ့မူရင်းပေါ့နော်အဲ့တော့ဘယ်နေရာကိုကူးမှာလဲပေါ့နော် destination တဲ့တည်နေရာပေါ့နော်ဘယ်နေရာကိုကူးမှာလဲဆို destination ရဲ့တည်နေရာကကြတော့ဟို hard disk ထဲပဲထားပါတော့ခုဆိုကျွန်တော်ရဲ့စကားက DVD စကားဖြစ်တဲ့အတွက် power DVD က auto run ကြီးတက်လာတယ်ဟုတ်ပြီနော်ကျွန်တော်တို့ကွန်ပျူတာစပြီးတော့ကင်တဲ့သူတွေအားလုံးဟာဒီကွန်ပျူတာနဲ့ DVD စကားတွေကြည့်တာကိုစကားတွေကြည့်ရှင်းနားထောင်တာကို offset တွေလိုမျိုးတွေလုပ်တတ်ကြတယ်ဟုတ်နော် offset တွေလိုမျိုးလုပ်တတ်ကြတယ်အဲ့လို offset တွေလိုမျိုးဆိုတာကဘယ်လိုပြောရမလဲဆိုတော့ခုန offset ကတော့ဒီထဲမှာခွေထည့်ပြီးတော့ movie machine ဒီထဲမှာကြည့်တာပေါ့နော်ကွန်ပျူတာမှာဒီတိုင်းလုပ်လို့မရဘူးခုဆိုကျွန်တော်ဒီ drop မင်းသားကြီးရဲ့ကျွန်တော် journey 2ကိုကျွန်တော်ကြည့်မယ် the mystery island ဆိုတဲ့အကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုတော့ခုဒီမှာခွေထည့်လိုက်ပြီဆိုတော့ဒီမှာစကားလာဟောကျွန်တော် play ဆိုပြီးတော့ဒီခွေထည့်ရမယ်တိုက်ရိုက်ကြည့်နေမယ်ဆိုရင်ဒီကွန်ပျူတာရဲ့ drive ပျက်စီးမယ်နောက်ပြီးတော့ကွန်ပျူတာကလည်းသူ့ရဲ့ data hard disk ထဲကရွေးတာမဟုတ်ဘူးတခြားတစ်ပိုက်ကရွေးတာဖြစ်တဲ့ device ကိုဆက်သွယ်နေရတာဖြစ်တဲ့အတွက်အလုပ်ရှုပ်မယ်အဲ့တော့ကြာရင်တော့တေချာတော့ကတော့ဒီ DVD drive ဟာကွန်ပျူတာမှာပါဝင်တဲ့ DVD drive ဟာကြာရင်တော့ပြတ်သွားမှာဘာကြောင့်လဲဆိုတော့ဇက်ကတနာကြီးဆိုဒီကောင်တနာကြီး lens ကလဲနေရမှာ哦မော်တာတွေက copy ကူးလိုက်တယ်ဆိုတော့9မိနစ်10မိနစ်ပဲကြာတာ hard disk တွေကိုရောက်သွားပြီဆိုမှသာလေကျွန်တော်တို့က hard disk တွေကနေမှကျွန်တော်တို့ပြန်ကြည့်မယ်ဟုတ်ပြီနော်ဘယ် data မဆိုကျွန်တော်တို့ကဒီကွန်ပျူတာထဲကိုအရင် copy ကူးထည့်တာအကောင်းဆုံးပဲ copy ကူးပြီးထည့်တာခဏ9မိနစ်10မိနစ်ပြီးသွားတာဒါကွာကြီးကျွန်တော်တို့ကဇက်က10နာရီဆို10နာရီလဲနေမယ်9နာရီဆို9နာရီလဲနေမယ်အဲ့လိုကြီးကလဲနေမယ်ဆိုရင်ကျွန်တော်တို့ခုနလေ drive နာမယ်ကွန်ပျူတာနာမယ်တေချာတာ drive ပြတ်မယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ခု copy ကူးမယ်ခုကကျွန်တော်တို့က DVD စကားမလို့ DVD တို့ auto run နဲ့တက်လာတာပါဒါကိုကျွန်တော်ပိတ်လိုက်မယ်နော်ပိတ်ပြီးတော့ကျွန်တော်ဒီစကားလေးကိုကျွန်တော်တို့ copy ကူးလိုက်မယ် hard disk တွေကို copy ကူးလိုက်မယ်ဖိုဒါလေးအသစ်ဆောက်ပြီးတော့ဖိုဒါဆောက်တယ်ဆိုတာလည်းကျွန်တော်ပြီးကြတဲ့အခါတော့သင်ခဲ့ပြီးပြီပြီးကြတဲ့ video file နဲ့ရှင်းပြခဲ့ပြီးပြီဖိုဒါဆောက်တာရောနာမည် rename လုပ်တာရောပြောပြီးပြီနော်โอเคဒါကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်ပြီးတော့ကျွန်တော်တို့ဟန်ကွန်ပျူတာထဲဝင်လိုက်မယ်ပေါ့နော်ဟန်ကွန်ပျူတာထဲဝင်ပြီးတော့ကျွန်တော်တို့ခုဆိုရင်ဒီမှာကြည့်ကွန်ပျူတာထဲကိုနှိပ်တော့ဒီမှာ CDE ဆိုပြီး F မှာဒီမှာ F မှာတော့ journey to finish ဆိုပြီးဒီမှာပေါ်လာတယ်နော်ဒီမှာ 4K ပမာဏရှိပါတယ်ဒီဘက်ကနေကျွန်တော်တို့ဝင်လိုက်မယ်ဝင်ရတဲ့အခါမှာဒီဝင်မှာပါတဲ့ audio TS video TS ဖိုဒါနှစ်ခုကိုတွေ့ရမယ်အဲ့ဒီ audio TS video TS ဆိုတာဒီ DVD မဆိုဒီလိုဇာတ်ကားလေးဖြစ်တယ်เนาะအဲ့ဒါလေးနှစ်ခုကျွန်တော်တို့က copy ကူးလိုက်မယ်copy ကူးကို select လုပ်လိုက်မယ်เนาะ select လုပ်ဆိုတာဒီလိုလုပ်တယ်လုပ်ပြီးရင်ကျွန်တော်တို့ right click နှိပ်မယ် right click နှိပ်ပြီးပေါ်လာတဲ့ menu ပါတဲ့ကျွန်တော်တို့က copy ကူးမှာဆိုတော့ copy ကိုရွေးမှာပေါ့ဒီစင်လေးမှာဒါเนาะ select လုပ်မယ် copy ရွေးမယ်ဘာလုပ်မယ်ဘာရွေးမယ် select လုပ်မယ် copy ရွေးမယ်ဘာလက်လုပ်မယ်ဘာပြီးရွေးမယ်အမဲကျူရှင်းစရာတွေလို့ပေါ့ select လုပ်မယ် copy ရွေးမယ်โอเคเนาะဒါမှမဟုတ်ကျွန်တော်ပြောတာပါအဲ့ဒီတော့ကျွန်တော်တို့ဒါ select လုပ်ပြီးတော့ကျွန်တော် copy ရွေးလိုက်ပြီရွေးပြီးရင်ဘယ်မှာထားမှာလဲပေါ့ကျွန်တော်လောဆယ် D ထဲကိုထားလိုက်မှာပေါ့နော် C ထဲတော့ဘာမှသွားမသိမ်းနဲ့နော် C ထဲကိုဘာမှသွားမသိမ်းနဲ့ C ထဲသိမ်းတာကျွန်တော်တို့လုံးဝလက်မခံဘူးကျွန်တော် D ထဲကိုသွားလိုက်မယ်ဖိုဒါအသစ်ဆောက်လိုက်မယ်ပေါ့နော် new folder ပြီးကျွန်တော်တို့က journey 2ပေါ့ JOURNEY 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 2ဆက်စကားလေးပေါ့နော်အဲ့ဒါလေးကိုရေးလိုက်မယ်ထပ်ပြီးတော့ enter ခေါက်လိုက်မယ်ထပ်ပြီးတော့မို့အဲ့နားမခေါက်ချင်တဲ့သူ့ကိုရွေးပြီးတော့ဒီလိုဝင်လိုက်ရင်လည်းရတယ်ဝင်ပြီးတော့ကျွန်တော်ဒါရအလွတ်ကြီးဖြစ်နေအလွတ်ကြီးတဲ့မှာကျွန်တော်လွတ်တဲ့နေရာ right click နေ paste ဘာတဲ့နေရာဘာလို့ paste အဲ့ဒီတော့လွတ်တဲ့နေရာ right click နေ paste အဲ့ဒါနော်ဘာတဲ့နေရာဘာ click နေ paste လွတ်တဲ့နေရာ right click နေ paste ဟုတ်တယ်နော်လွတ်တဲ့နေရာ right click နေလိုက်မယ်ပြီးရင်ကျွန်တော်တို့ paste ကိုနှိပ်မယ်ဟုတ်ပြီဒါဆိုပေါ်လာပြီ copy ဆိုပြီးကူးနေပြီပေါ့နော်အဲ့ဒါကျွန်တော်တို့ဘယ်ကနေဘယ်ကူးတာဟုတ်လဲ from DVD drive ထဲကနေပြီးတော့ဒီ journey 2ဆက်ပို့လာတဲ့ကူးတာပါတဲ့ကူးတယ်တော့ကူးတာတော့ဟုတ်ပြီဒီ file ဟာကူးတာ40မိနစ်40ကြာမယ်လို့ပြောနေတယ်ပေါ့နော်ထားတော့
တက်စက္ကန့်ကိုဘယ်လောက်လုံးနဲ့ကူးတာလဲသိဖို့မလိုတာဟာသိတာလိုတာပေါ့ကြည့်မယ်အဲ့ဒါလေးကိုဘယ်လိုကြည့်မလဲဆိုမိုးဒီတေးလေးကိုကြည့်မယ်မိုးဒီတေးလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်တော်တော့ပေါ်လာပြီ speed ရဲဟုတ်တယ်နော် speed မှာဒီမှာစက္ကန့်နဲ့ပြရတယ်တစ်စက္ကန့်ကကူးလို့3 minute နဲ့ကူးနေတယ်ပေါ့3.59 minute နဲ့ကူးနေတယ်ပေါ့နော်ဒါက40မိနစ်ကြာမယ်ပြောနေတယ်ဟုတ်လားအဲဒါကျွန်တော်တို့ဒီ copy ကူးတဲ့သဘောတရားလေးကိုသိလောက်ပါပြီပထမဆုံးကျွန်တော်တို့ဒီ video drive ထဲကိုဝင်မယ်ဝင်ပြီးတော့ဒီကကူးချင်တဲ့ဟာလေးကိုဆက်လက်လုပ်မယ်ဘာလက်လုပ်မယ်ဆက်လက်လုပ်မယ်နံပါတ်1ဆက်လက်လုပ်မယ်နံပါတ်2 right click နဲ့ copy နံပါတ်2 right click နဲ့ copy နံပါတ်3ထားခြင်းတဲ့နေရာကိုသွားမယ်ဥပမာတော့ D ရဲ့ E ရဲ့ထားခြင်းတဲ့နေရာကိုယူလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့လိုအပ်ရင် folder စောင့်မယ်မလိုအပ်ရင်လည်းမစောင့်ဘူးပေါ့နော် folder စောင့်မယ်စောင့်ပြီးအဲ့ဒီထဲမှာ folder လေးလွတ်တဲ့ထဲမှာ right click နဲ့ paste ဒါပဲဒါဆိုရင်ကျွန်တော်တို့ဒီ drive ထဲကနေ data တွေကအဲ့ကျွန်တော်တို့ computer ထဲကိုရောက်လာတယ် Windows 7ဆိုရင် pure detail တို့ more detail တို့ကနေပြီးတော့သူ့ရဲ့ speed ကိုကြည့်လို့ရပြီအဲ့ဒါမကြည့်လည်းရပါတယ်နော်မသိလည်းရတယ်မကြည့်လည်းရတယ်အဲ့ဒါတွေဒီ program ဘာပြီးသွားရင်ဒီ file တွေကကျွန်တော်တို့ computer ထဲကိုရောက်သွားပြီလို့ကျွန်တော်တို့ပြည့်စုံသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီသဘောတရားလေးကိုသိရင်ကျွန်တော်တို့ MP3 MP4 တွေသွင်းခဲ့ရင်လည်းဒီတိုင်းလေးပဲဟုတ်တယ်နော်ကျွန်တော် MP3 MP4 သွင်းရင်လည်းဒီတိုင်းလေးပဲဆိုတာဒီအဲ့လိုပဲ copy paste ပဲဒါတော့ copy ရ paste ကိုကောင်းကောင်းသိရင်ရော MP3 MP4 သွင်းစားလို့ရပြီဗျဒီတက်ပို့ပြီးတော့ professional တချင်းသွင်းတဲ့ဆိုင်ဖွင့်မယ်ဆိုရင်တော့ format မျိုးစုံပြောင်းတဲ့နည်းလေးပါသင်ထားရင်တော့ကောင်းတာပေါ့နော်အခုနောက်လာမယ့် video ခန်းတွေမှာကျွန်တော် MP3 MP4 format မျိုးစုံပြောင်းတာတွေကိုကျွန်တော် video file နဲ့ပြပေးအောင်ပါဘာလဲဆိုတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ရဲ့ customer တွေကျွန်တော်အကုန်သိစေချင်ပါတယ်တော့ရိုင်းနေကွန်ပျူတာသင်တန်းဆိုပြီးတော့သင်တန်းကြီးဖွင့်ထားပေမဲ့လည်းကျွန်တော်ရဲ့စာအုပ်တွေထဲမှာကျွန်တော်ရဲ့ပူချက်ချက်ခွေထဲမှာကျွန်တော်ဆရာသားမချင်ပါဘူးကျွန်တော်အကုန်သင်ပေးပါတယ်ဘာတောင်လဲဆိုတော့ဒီကျွန်တော်ကကိုတစ်ချက်ဖိုးသိရင်သူများကိုလည်းကျွန်တော်တစ်ချက်ဖိုးပြောပြချင်တာအဲ့လိုလူသားမျိုးတော့ဘာမှဆရာသားချင်တာမရှိဘူးတော့တိတိကျအကုန်ရှင်းပြမယ်ပေါ့နော်အဲ့ဒါကကျွန်တော်အသစ်တွေထပ်ပြီးတော့ရှာဖွေမယ်အဲ့ဒါတွေကိုပြန်ပြီးတော့ကျွန်တော်တို့ရှာဖွေတာတော့ကျွန်တော်တို့ခက်ခဲတော့ပေါ့ဗျာကျွန်တော်တို့အင်္ဂလိပ်စာမူရင်းစာအုပ်တွေဖတ်ရတာဟုတ်ဗျာအင်္ဂလိပ်မူရင်းစာအုပ်တွေဖတ်ရတော့ကျွန်တော်နည်းနည်းပင်ပန်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တစ်ပတ်လောက်ကျွန်တော်တို့သင်ယူလေ့လာလိုက်တဲ့ဟာကျွန်တော်တို့ဒီလိုပြန်လည်ပြီးတော့အများနားလည်နိုင်မဲ့လူအများနားလည်နိုင်မဲ့သင်နည်းစနစ်တွေကိုကျွန်တော်တို့ခုလိုမျိုးပြောင်းလဲဖန်တီးတဲ့အခါမှာကိုယ့်ရဲ့ခွေလေးကိုတစ်နာရီနှစ်နာရီလောက်ကြည့်လိုက်ရုံလေးနဲ့ကျွန်တော်တို့ရဲ့တင်လေ့လာတာအားလုံးကို customer ကလွယ်ကူသင်ယူပြီးသားဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်သဘောကျပါတယ်ကျွန်တော်တို့ရဲ့နည်းပညာတွေကိုကျွန်တော်တို့အလွယ်တကူဘလို့လူတွေဘလို့မြန်မြန်နဲ့တက်လာမလဲဆိုတော့ကျွန်တော်လိုချင်တယ်ဂျာကြီးတင်မှာတက်တာတော့မလိုချင်ဘူးဟုတ်စင်စမ်းရတယ်စော်ဝဲတစ်ခုထွက်လာပြီဆိုရင်နေမနာညာမနာစမ်းရတယ်ခါလေ2ရက်3ရက်လောက်တော့မအိပ်လိုက်ရတဲ့ညတွေရှိတယ်ဘာဖြစ်ဘာမဲ့ကျွန်တော်တို့နောက်လာမဲ့လူငယ်တွေကိုဒီလိုမျိုးကြီးပင်ပန်းကြီးမှာပညာတက်တာမျိုးကျွန်တော်တို့မလိုချင်တော့ကျွန်တော်တို့ကရှေ့ကကျွန်တော်တို့ရှာဖွေခဲ့တဲ့လူတွေကျွန်တော်တို့ရှာဖွေကြတယ်ပေါ့နော်။အားကြရတယ်ကျွန်တော်တို့ဖြန့်ဖြူးမယ်။နောက်လူတွေကဒါလေးကိုသင်ယူပြီးတော့အလွယ်တကူတက်မြောက်လာတာမျိုးကျွန်တော်တို့လိုချင်တယ်။ကုတောင်ကျွန်တော်ခုသင်ခုတက်ခုလုပ်ငန်းလုပ်ခုပတ်စံရခုပတ်စံရဒီစင့်ကိုကျွန်တော်တို့လိုလားတယ်။ဒါကြာကြီး2လ3လကြီးတက်ပြီဘာမှမလုပ်ကြာကြီးတွေကျွန်တော်မလိုချင်ဘူး။နော်နိုင်ငံတကာမှာလည်းဒါ IT ခစ်ကွန်ပျူတာခစ်ချိန်ရရန်တန်ဖို့ရှိတာချိန်ဆွဲပြီးလုပ်တာတို့ AI ဒီမှာထုံးတယ်မရှိဘူးခုတင်ခုတက်ဒါမျိုးလို့ကျင်တယ်ဟောဆိုင်စာရိုက်စင်တစ်ပတ်လောက်နဲ့ပြီးအောင်သင်ပေးပြတယ်ကြော့တစ်ပတ်လောက်နဲ့ပြီးအောင်သင်ပြီးတော့လက်တွေ့ process လက်တွေ့လုပ်ငန်းတွေရောသတင်းစာတွေကပါတဲ့ဒီဇိုင်းအကုန်လုပ်တူအောင်လုပ်အဲ့လိုမျိုးတွေခိုင်းပြတာဓာတ်ပုံတင်တယ်ဆိုဓာတ်ပုံရောခုဗနိုင်ထုတ်သွားခုဒီနေ့တင်တယ်မလားဒီနေ့ post ဟိုမှတ်ပုံတင်ပုံလုပ်တာတွေလိုင်စင်ပုံလုပ်တာတွေ post လုပ်တာတွေအလှပုံရိုက်တာတွေအလှပုံကူးတာတွေဗနိုင်ထုတ်တာတွေပန်းဖလက်ထုတ်တာတွေအိုးတခါသင်ပေးဗီဒီယို editing ဆိုလည်းအတိုင်းပဲလာတခါတိုင်းလိုင်းခင်း clip တွေထက်transition တွေထက် effect တွေထက်စာတန်းတွေထိုးကာဝေးစာတန်းတွေထိုးရော့ဒီမှာ format မျိုးစုံနဲ့ encode လုပ် DVD van အဲ့လို project ဒီပညာရေးတစ်ခုလုံးနဲ့ဖြစ်စဉ်တစ်ခုလုံးကျွန်တော်တို့ကအကြားအလက်မရှိအောင်ခြုံငုံပြီးအောင်မြန်သင်ပေးနောက်စာအုပ်ထဲတဲ့အဲ့လိုမြန်ဆုံးအောင်များဆုံးအောင်ရေးပေးထားအဲ့လိုမျိုးဒါကျွန်တော်ဘာဖြစ်နေတာလဲဆိုတော့တို့မြန်တက်စေချင်တာဟိုးတင်လန်း4-5လကြီး6လကြီးတက်ပြီးမှမလို့တဲ့အချိုမျိုးကြီးကျွန်တော်လက်မခံဘူးတို့ကခုတင်ခုတက်ခုလေ့လာခုအချိန်တူတူလေးနဲ့ပညာတတ်တာမျိုးကျွန်တော်အားပေးပါတယ်အားကြောင့်လည်းခုလိုမျိုးကျွန်တော်စာအုပ်တွေရွာတယ်ကျွန်တော်စာအုပ်က36ဦးမြောက်ရောက်တဲ့36ဦးမြောက်ရောက်တဲ့ချိန်မှာ
ကျွန်တော်ကဒီတင်ကြားရေးခွေတွေကိုစတင်သွင်းပါတယ်ကျွန်တော်ရဲ့ခွေတွေကိုကျွန်တော်ပူချတဲ့ခွေတွေကို Excellent software ဆိုင်ကနေတနိုင်ငံလုံးကိုဖြန့်ချိနေပါတယ်เนาะအခုသွင်းနေတဲ့ခွေလေးကကျွန်တော်တို့ကွန်ပျူတာအခြေခံပေါ့နော်ကွန်ပျူတာအခြေခံနီးစနစ်တွေအကုန်လုံးကျွန်တော်စုံစည်းပေါ့နော်ကွန်ပျူတာအခြေခံနီးစနစ်ဆိုတာကွန်ပျူတာကိုဘယ်လိုသုံးမယ်ဖိုင်ဖိုတာတွေကိုဘယ်လိုစောင့်မယ်ဘယ်လိုဖြတ်မယ်ဘယ်လိုပြန်ခေါ်မယ်print တွေကိုဘယ်လိုထုတ်မယ် MP3 import တွေဘယ်လိုပြောင်းမယ်ပေါ့နော် copy တွေဘယ်လိုကူးမယ်ခွေတွေကိုဘယ်လိုကူးမယ်ဆိုတဲ့ဒီအခြေခံမဖြစ်သိရမယ့်ဟာတွေပေါ့နော်ပြီးတော့ MP3 တချင်းဖွင့်နားထောင်တာတွေ VCD ကြည့်တာတွေ DVD ကြည့်တာတွေပြီးတော့MP3 import တွေကိုကျွန်တော်တို့ဒီ data တွေထည့်တာတွေအားလုံးကျွန်တော်တို့ဒီအခြေခံထဲမှာပဲကျွန်တော်တို့သင်ရပါမယ်ဒီခွေကဘာနဲ့ညီမျှတယ်လဲဆိုတော့အခြေခံသင်တန်းဆိုတဲ့ကွန်ပျူတာအခြေခံသင်တန်းတွေ2လတာဖွင့်ကြတဲ့သင်တန်းနဲ့ညီမျှပါတယ်ဒီခွေကိုကျွန်တော်ဆုံးအောင်အကုန်လုံးကျွန်တော်လုပ်ထားတဲ့ exercise တွေအားဒီပူချက်ချက်တွေအားလုံးအကုန်ဆုံးအောင်နားထောင်စေချင်ပါတယ်မှတ်လည်းမမိစေချင်ပါတယ်ပြန်ပြီးတော့လည်းစမ်းသပ်စေချင်ပါတယ်ဒီခွေလေးပြီးရင်သင်ဟာကွန်ပျူတာအခြေခံကိုအကုန်စုံစည်းနားလည်မှာဖြစ်တယ်လို့သူများကိုယ့်ရဲ့ညီငယ်မောင်နှမငယ်တွေကိုသင်ပေးတဲ့အခါမှာလည်းလွယ်ကူသွားမှာပါကိုယ်တိုင်အားရင်တော့ကိုယ်တိုင်သင်ပေးလိုက်ပေါ့မသင်ပေးရင်ဒီလိုမျိုးကျွန်တော်ရဲ့ AI ကွန်ပျူတာထုတ်တဲ့ကျွန်တော်စီစဉ်ထားတဲ့ဒီပူချက်ချက်ခွေလေးကိုသူဖွင့်ပြီးနားထောင်ခိုင်းလိုက်ပေါ့ဟုတ်တယ်နော်နားမလည်တဲ့နေရာကိုထပ်ခါနားထောင်ဒါမှမဟုတ် pause လုပ်ပြီးတော့ပြန်တွေးနောက်ပြီးတော့ကျွန်တော်ရဲ့ခွေကာဘာတွေမှာလည်းကျွန်တော်ဖုန်းနံပါတ်ပါပါတယ်09402530684339 439533968ကိုပုံဆက်ပြီးတော့လည်းမေးမြန်းနိုင်ပါတယ်မေးမြန်းနိုင်နောက်ပြီးတော့ Gmail အင်တာနက်သုံးခဲ့မယ်ဆိုရင် Gmail ကနေတစ်ဆင့်လည်းမေးမြန်းနိုင်ပါတယ်နောက်ပြီးတော့အကြံဉာဏ်တွေလည်းကြံပေးနိုင်ပါတယ်ဆိုတော့ကိုတို့ဘာလိုအပ်ကြတော့ညီတို့ပေါ့နော်လိုအပ်တဲ့သိချင်တာလေးတွေကျွန်တော်လှမ်းမေးလို့ရပါတယ်ကျွန်တော်လည်းအတက်နိုင်ဆုံးဒီ customer service ကိုအပြည့်အဝဆုံးဖြစ်အောင်ကျွန်တော်လည်းလုပ်ဆောင်ပေးပါမယ်ဟုတ်ပြီနော်ဒါတော့ဒီခုဒါ copy ကူးနေတာကိုပြောနေတယ်ဒီ copy ကူးတဲ့သဘောတရားလေးကပြန်ပြောမယ်နော် select လုပ်မယ် copy ရွေးမယ် right click နဲ့ copy ရွေးမယ်ပြီးရင်ထားခြင်းနေရာကိုသွားမယ်ရွေးမယ်right click နှိပ်မယ် paste လုပ်မယ်စပြီးတော့သင်မဲ့သူတွေတွေ့တော့ဒါလေးကိုတေချာလေးလေ့ကျင့်စေချင်ပါတယ်ခဏလုပ်ရင်တော့မှတ်မိသွားတာပါပဲကျွန်တော်လည်း copy paste ကိုစတင်တော့လဲထွက်နေတာ2ရက်3ရက်လောက်ဒီလေ့ကျင့်ရတယ်ဘဝရောက်မှသဘောပေါက်တာနော်ကြောက်ပြီးကျွန်တော်တို့ခုစက္ကန့်ပိုင်းပဲကျန်တော့တယ်ပြီးတော့မှာပါ about 45 second ဆိုပြီး45စက္ကန့်မယ်ကျန်တော့ပါတယ်အဲဒီဘားလေးပြီးသွားပြီဆိုတော့ပြီးသွားပါပြီကျွန်တော်တို့ဒီမှာလည်းမြင်နေရပါတယ်ဟုတ်တယ်နော်ခု20စက္ကန့်ပဲကျန်ပါတော့တယ်ဒါ progress bar လေးပြီးရင်ပြီးတော့မှာပါကဲအဲ့ဒါဆိုရောက်သွားပါပြီကွန်ပျူတာလေးရောက်သွားပါပြီ video ds ဆို video ds နဲ့ပတ်သက်တဲ့ folder တွေပေါ်နေပါပြီကျွန်တော်တို့ bucket ဒီထဲမှာခုနပြောတဲ့ journey 2ထဲမှာခုန file တွေကိုကျွန်တော်ရောက်နေပါပြီအဲ့ဒါဆိုကျွန်တော်တို့ခွေကိုထုတ်လိုက်မယ်ပေါ့နော်ကွန်ပျူတာကိုခွေကိုထုတ်လိုက်မယ်ဘော right click နေမယ်အဲ့တော့ခွေထုတ်မယ်ဆိုရင် EGS ပေါ့နော် EGS ဆိုပြီးထုတ်လိုက်မယ်ဟိုမှာ journey to fitness ဆိုတာပျောက်သွားပြီမရှိတော့ဘူးเนาะဒီထဲမှာ computer drive ထဲမှာခွေမရှိတော့ဘူးအဲ့လိုမျိုးပါပဲကျွန်တော်တို့ computer တွေကိုဘာလို့စကား DVD တချင်းကြိုက်တာလို့ကျွန်တော်တို့အရင်ဆုံး DA တွေကိုfolder လေးဆောက်ပြီးတော့ copy paste လုပ်မယ်ပေါ့နော်ပြီးမှလာကျွန်တော်တို့ပြန်ဖွင့်မယ်အဲ့လိုဖွင့်မှလာကျွန်တော်တို့ computer ကိုစနစ်တကျသုံးစွဲခြင်းလို့အဓိပ္ပာယ်ရပါမယ်ဟိုဘက်နဲ့တရားလည်းပဲကွန်ပျူတာရဲ့ drive တွေနဲ့ပဲစကားတွေကိုပြီးအောင်ကြည့်မယ်တချင်းတွေပြီးအောင်နားထောင်မယ် DVD စကားတွေကိုပြီးအောင်ကြည့်မယ်ဆိုရင်တော့ဒါမှားယွင်းတဲ့သုံးစွဲမှုပါကွန်ပျူတာ hardware တွေလည်းသက်တမ်းကြာရှည်မခံပါဘူးဟုတ်ပြီနော်